ကိုကျူယွန်းဟာလွန်ခဲ့တဲ့နှစ်များစွာတုန်းကနာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။လက်ရှိချိန်မှာတော့တရုတ်ဆောင်ညံနဲ့မင်းသမီးတစ်လက်အနေနဲ့သာရက်တည်နေရပါတယ်။အသက်လက်ပိုင်းရွယ်ကိုရောက်နေပြီဖြစ်ပြီးသူထက်အသက်များကြီးငယ်တဲ့မင်းသားတွေအခါသမားတွေနဲ့မကြာခဏဒေတီသတင်းထွက်တတ်သူပါ။သူနဲ့အတူလှုပ်လှုပ်နေတဲ့ agency တထေးစတိုင်လစ်နဲ့ကားမောင်းတဲ့သူတို့ဟာသူ့ကိုငယ်တန်ရောစင်နဲ့သူမရဲ့စိုးရန်ကောင်းတန်ကိုခံပြီးအလုပ်လုပ်ပေးနေကြပါတယ်။သူမရှိုးသမျှဇလန်းတွေကိုလည်းစတိုင်လစ်ဖြစ်သူဗတ်ဖြုံးကူကလိုက်ရှင်းပေးရပါတယ်။ဗတ်ဖြုံးကူဟာနယူးယောက်ဖက်ရှင်ကျောင်းကနေဘွဲရလာခဲ့ပေမဲ့ကိုကျူယွန်းကိုပြစ်မသွားပဲတစ္ဆာရှိစွာအလုပ်လုပ်ပေးနေတာဖြစ်ပါတယ်။ကိုကျူယွန်းတွဲလိုက်တဲ့သူတိုင်းဟာကိုကျူယွန်းကိုအမှန်တကယ်မြင့်တာမရှိပဲအတုံးချရုံတက်တက်တွဲသွားတာတွေများတော့အခြေရေးကအစားဗတ်ဖြုံးကူကတတိလိုက်ပေးနေရတတ်ပါတယ်။တခါမှာတော့ကိုကျူယွန်းဟာရုပ်ရှင်စုပေးပွဲသွားရမယ့်နေကြီးနှကန်းဖေလာသွားထိုးလာပါတယ်။ဖေလာထိုးတာများသွားပြီးနှကန်းကြီးတအားထော်သွားတာနဲ့စုပေးပွဲမတက်လိုက်ရပါဘူး။စုပေးပွဲမှာသူစီတင်ပေးလိုက်တဲ့သူကြီးစားမင်းသားပေါက်ဆဂျီဟွန်ကဆုရသွားပါတယ်။ကိုကျူယွန်းကဂျီဟွန်နဲ့လက်ထပ်ဖို့ဒီဆန္ဒရှိတဲ့သူပါ။ဒါပေမဲ့ဂျီဟွန်ကဆုရသွားတာကိုသူမပေးထားတဲ့လက်စွပ်ကိုလည်းဝတ်မထားတဲ့အပြင်ကျေးဇူးတင်စကားမှလည်းသူမနာမည်ကိုထုတ်ဖော်ပြောမသွားပါဘူး။ဒရမာအသိရိုက်ဖို့ရှိတဲ့နေရာမှာလည်းသူမအသက်အရွယ်ရာဂျီဟွန်ရဲ့အမေနေရာမှာတရုတ်ဆောင်ရမှာမို့မရိုက်ဘူးဆိုပြီးကိုကျူယွန်းကညှင်းထားပါသေးတယ်။အမှန်တကယ်ကတော့ဒရမာမှာတရုတ်ဆောင်ဖို့သူမအတွက်ဇက်ကောင်နေရာကအရက်သမားမိန်းမနေရာပါ။ဒရမာကိုရိုက်မဲ့ဒရိုက်တာကသူမကိုလက်တွဲမပြုတ်ပဲလက်တွဲလုပ်နေကြတဲ့တထေးနဲ့စတိုင်လစ်ကိုမင်းသမီးအစ်စ်တင်လို့ရမယ့်ကောင်မလေးတစ်ယောက်နဲ့မိတ်ဆက်ပေးပါတယ်။ကိုကျူယွန်းကိုလိုလိုက်ကြိုက်ဆောင်ပြီးဂယူးဆိုင်ပေးကြတဲ့ဖွဲ့သားများဟာဒရမာရိုက်ရမယ့်ဇက်ကောင်အစ်စ်မှန်ကိုရောလက်ရှိဖြစ်ပျက်နေတာကိုရောကိုကျူယွန်းမသိအောင်ဖုံးကွယ်ကြပါတယ်။ကိုကျူယွန်းဟာမင်းသားဂျီယွန်ကသူ့အဖေကထမင်းစားဖို့ဖိတ်ခိုင်းနေဆိုပြီးဖိတ်လိုက်တာကြောင့်ရင်ကုန်စိတ်လှုပ်ရှားနေပါတယ်။သူမကိုချွေးမအနေနဲ့တွေ့မဲ့အထင်နဲ့စိတ်လှုပ်ရှားပြီးအစဉ်ပြေမဲ့စားတောက်ဆိုင်နေရာတွေကိုပါမေးမြန်းနေပါသေးတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမင်းသားပေါက်စားရဲ့ဒေတီသတင်းတစ်ခုထွက်လာပါတယ်။သတင်းကိုကျူယွန်းမကြည့်မိအောင်ဗပြုံးကူကတားပေမဲ့မမိလိုက်ပါဘူး။ဒေတီသတင်းကြောင့်ဂျီဟွန်နေထိုင်ရာနေရာအထိလိုက်သွားခဲ့ပါတယ်။အခန်းရှိရောက်တော့ပစ္စည်းပို့ဖို့လာတဲ့ delivery သမားကိုလူခေါ်ပဲနေခိုင်းပြီးသူမကအခန်းဝမှာစောင့်နေလိုက်ပါတယ်။အခန်းတကားကိုလာဖွင့်တဲ့သူကတော့ဂျီဟွန်နဲ့လောလောလတ်လတ်သတင်းထွက်ထားတဲ့ကောင်မလေးဖြစ်ပါတယ်။နောက်ဆုံးတော့ကိုကျူယွန်းတယောက်ဂျီဟွန်ရဲ့သဘောထားအမှန်ကိုသိလိုက်ရပါပြီ။စိတ်နာနာနဲ့အခုလက်ရှိရိုက်ဖို့လုပ်နေတဲ့ဒရမာကိုမရိုက်ဖို့နဲ့ရရင်အကုန်ဖြည့်ဆည်းပြစ်မယ်ဆိုပြီးချိန်ချောက်လိုက်ပါတယ်။ကိုကျူယွန်းတယောက်တစ္ဆာဖောက်ခံလိုက်ရတဲ့စိတ်နဲ့ဝမ်းနဲ့စွာလှည့်ထွက်လာခဲ့ပါတယ်။လေကားအဆင်းမှာပဲသူမကိုစိုးရိမ်လို့နောက်ကနေပြေးလိုက်လာတဲ့ဗပြုံးကူနဲ့တွေ့ပြီးဗပြုံးကူအိမ်ကိုပဲလိုက်သွားလိုက်ပါတယ်။ဗပြုံးကူတို့မိသားစုနဲ့ကလည်းအနီးကပ်ခင်မင်တာမကွယ်ဝက်ပြီးနေစရာမလိုပါဘူး။ဘဲအပြစ်ခံရလို့ဝမ်းနဲ့နေတဲ့ကိုကျူယွန်းဟာအဲကန်းမှာမှိုင်းတွေကြီးထိုင်နေပါတော့တယ်။မနက်လင်းတော့အိယာကနိုးလာတဲ့ဗပြုံးကူရဲ့သားကမိဘတွေပြင်သွားနေချိန်မှာကက်စရာလူမရှိတော့ကိုကျူယွန်းနားကိုလာကပ်ပါတယ်။အရန်တွေကက်ခံနေနေတဲ့ကိုကျူယွန်းဟာကလေးနဲ့အတူရောငိုတယ်လို့ဗိုက်စားတယ်ဆိုတော့လည်းစားစရာချက်ကျွေးခဲ့ပါတယ်။ဒါပေမဲ့အမေဖြစ်သူလည်းပြင်ကပြန်လာရောချက်ချင်းကြီးကိုကျူယွန်းကိုပြစ်ထားခဲ့ပြီးအမေဖြစ်သူနောက်ကိုပဲတကောက်ကောက်လိုက်ပါတော့တယ်။အဲ့လိုသူမကိုဆွဲဆွဲမြဲမြဲတွေ့ကက်မဲ့သူမရှိဘူးဖြစ်နေတာကြောင့်ကိုကျူယွန်းဟာအမေတယောက်အနေနဲ့ဘဝကိုရက်တည်မယ်လို့ဆုံးဖြတ်ပြီးကလေးမွေးစားဖို့ကြိုးစားပါတော့တယ်။မီဒီယာတွေမှာတက်နေတဲ့သူမရဲ့သတင်းတွေကမှုေးလွန်းနေတော့မွေးစားဖို့အရေးချင်းမပြည့်မီဘူးဆိုလို့ပြန်လာခဲ့ရပါတယ်။ဗပြုံးကူကသူမရဲ့စိတ်အားထက်သန်နေမှုကိုလှည့်ပတ်ပြီးနှစ်သိမ့်ပေးခဲ့ပေမဲ့ကိုကျူယွန်းဟာသူမကိုကလေးမွေးစားခွင့်မပေးတာကြောင့်သူမကိုယ်တိုင်မွေးမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။အဲ့လိုဆုံးဖြတ်ချက်ချပြီးသူမတို့ရဲ့အတိသားဖွားမရဲ့ဆရာဝန်နဲ့တွားတဲ့အခါမှာတော့သူမရဲ့ကျန်းမာရေးအခြေအနေအရစောစောစီးစီးသွေးဆုံးသွားတာကိုသိလိုက်ကြရပါတယ်။ကိုကျူယွန်းဟာသူမရဲ့ကျန်းမာရေးအခြေအနေအတွက်စိတ်မကောင်းဖြစ်ပြီးအိမ်ပြန်ဖို့ဓာတ်လေကားထဲဝင်လိုက်ပါတယ်။ဓာတ်လေကားထဲမှာခေါင်းစုပ်အင်ကြီးဝတ်ထားတဲ့ဆယ်ကျော်သက်ကောင်မလေးတယောက်ကိုဆေးရုံမှာမကြာခဏမြင်ခဲ့ကြတဲ့တခြားကိုဝင်ဆောင်လူနာရှင်တွေကဒီကောင်မလေးကိုဆေးရုံကိုလာပြန်ပြီးဆိုပြီးပြောင်ပြောင်တင်းတင်းကဲ့ရဲ့နေကြပါတယ်။ကောင်မလေးဟာသူမကိုပြောနေမှန်းသိလို့နှကြက်နဲ့တချင်းနားထောင်ကြအောင်ပဲစောင့်နေရှာပါတယ်။ဒါကိုသတိထားမိလိုက်တဲ့ကိုကျူယွန်းကဂျားကနေမခံရနိုင်ဖြစ်ပြီးသူ့ကလေးမဝေဖန်နဲ့ဆိုပြီးရန်တွေ့ပေးလိုက်ပါတယ်။ကိုကျူယွန်းကကောင်မလေးကိုရေခဲချောင်းဝယ်ကျွေးပြီးဆေးရုံရဲ့ခေါင်းမိုးတက်မှာစကားသွားပြောကြပါတယ်။ကောင်မလေးနာမည်ကဂင်းတန်းကြီးဖြစ်ပြီးအလဲတန်းကျောင်းသူတစ်ယောက်ပါ။ပကြီးဝါသနာပါသူတဦးဖြစ်ပြီးတငယ်ချင်းတွေကိုလက်သေးပကြီးဆိုပေးရင်မဘိုးရှာတတ်တဲ့သူပါ။သူမရဲ့ချစ်သူကောင်လေးနဲ့အနေတိုင်းမစင်ချင်မိရာကမတင်မဲ့ပဲကိုဝင်ရလိုက်တာဖြစ်ပါတယ်။ချစ်သူကောင်လေးကလည်းအာကစားသမားတစ်ယောက်ဖြစ်ပြီးနိုင်ငံခြားမှာပြိုင်ပွဲသွားပြန်ရမှာမို့သူမကလေးကိုတာဝန်မယူနိုင်ဘူးလို့ဆိုပါတယ်။သူမကလည်းအုတ်ရင်းသူဆိုလို့သူမထက်အနေငယ်သာကြီးတဲ့အမပဲရှိတာမို့ကလေးကိုမွေးဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်ကလေးကိုဖျက်ချဖို့အတွက်ဆေးရုံကိုလာခဲ့တာပါ။ကလေးဖျက်ချတာကိုဒီနေ့လုံးဝဖြစ်မှာလို့ပြောပြီးကိုကျူယွန်းကိုနှုတ်ဆက်ထွက်သွားပါတယ်။ထွက်သွားတဲ့ဂင်းတန်းကြီးကိုကြည့်ပြီးကိုကျူယွန်းတယောက်အကြံပေါ်သွားခဲ့ပါတယ်။ဒန်ကြီးပြနေတဲ့တာဖွားမရဲ့ဆရာဝန်ကလည်းကိုကျူယွန်းရဲ့အသည့်ဆရာဝန်ပဲဖြစ်ပါတယ်။ကိုကျူယွန်းဟာဒန်ကြီးကိုဆွေးနွေးပေးနေတဲ့နေရာအထိလိုက်သွားပြီးကိုဝင်းကိုဖျက်မချဖို့နားချပါတော့တယ်။ဆိုအတင်းနားချနေတဲ့ကိုကျူယွန်းကြောင့်ဒန်ကြီးကမွေးပြီးုံနဲ့ပြီးသွားတာမဟုတ်ပဲအရွယ်မရောက်သေးတဲ့သူမအတွက်ကလေးကိုဘလို့ပြုစုပြောထောက်ရမှာလဲလို့မေးခွန်းထုတ်လိုက်ပါတယ်။ဒန်ကြီးမေးခွန်းကြောင့်ကိုကျူယွန်းလည်းအနေငယ်စဉ်းစားပြီးသူမပြုစုပြောထောက်ပေးမယ်လို့ပြောလိုက်ပါတယ်။ကိုကျူယွန်းရဲ့ဆုံးဖြတ်ချက်ကိုဗပြုံးကူကတော့မယုံပါဘူး။ဘာကြောင့်လဲဆိုတော့သူနဲ့လက်တွဲလှုပ်လာတဲ့တခြားလို့ကိုကျူယွန်းဟာကိစ္စအတော်များများကိုခပ်ပေါ့ပေါ့ပဲဆုံးဖြတ်ပြီးရေးချေမစင်စားခဲ့တာကြောင့်ပါ။ဒါပေမဲ့ကိုကျူယွန်းကတော့ဒီတခါကတကယ်လေးလေးနက်နက်ဆုံးဖြတ်လိုက်တာပါဆိုပြီးသူမဆုံးဖြတ်ချက်ကိုမပြင်ခဲ့ပါဘူး။ဒန်ကြီးကလည်းကျောင်းမှာကျင်းပမဲ့အမှုပညာပြိုင်ပွဲဝင်ပြိုင်နေတာကြောင့်တင်တန်းတက်ဖို့ငွေလိုနေခဲ့ပါတယ်။အမဖြစ်သူကိုပြောကြည့်တော့လေသဘောကျဟန်မပြတာကြောင့်ကိုကျူယွန်းကန်းလန်းနဲ့ကလေးကိစ္စကိုသူမလိုချင်တဲ့လိုအပ်ချက်တွေတောင်းဆိုပြီးသဘောတူဖို့လုပ်ခဲ့ပါတယ်။ကလေးရန်လိုချင်နေတဲ့ကိုကျူယွန်းကလည်းဒန်ကြီးတောင်းဆိုတာတွေကိုသဘောတူပေးခဲ့တာကြောင့်ဒန်ကြီးဟာကိုဝင်ဆောင်ကားလာမှာကိုကျူယွန်းအိမ်မှာနေဖို့အထုပ်ပိုးတွေနဲ့လိုက်ခဲ့ပါတော့တယ်။
အရာရာကိုလေးလေးနက်နက်မထားတဲ့ကိုကျွန်းအကြောင်းကိုသိနေတဲ့ဗပြုံးကူကဒန်ကြီးကိုအခန်းသက်သက်ငှားပေးမယ်ဆိုပြီးပြောပေမဲ့ကိုကျွန်းကသူလေးလေးနက်နက်တာဝန်ယူမှာပါဆိုပြီးဒန်ကြီးကိုအိမ်ခေါ်လာခဲ့တာပါဒန်ကြီးနဲ့သဘောတူစာချုပ်ပါချုပ်ထားလာပြီးကိုဝင်ဆောင်အားရှိအောင်ဆိုပြီးအာဟာရရှိတာတွေပြင်ဆင်ကျွေးမွေးတယ်လို့စိတ်အေးချမ်းချမ်းဖြစ်အောင်ဆိုပြီးသူမအကြိုက်ဆုံးသတင်းတင်ဆက်သူရဲ့အစီအစဉ်တွေကိုနားထောင်ခိုင်းပါတယ်ဒါအပြင်ခန္ဓာကိုယ်ကျန်းမာအောင်နှစ်ယောက်အတူတူယောဂလေ့ကျင့်ရပါသေးတယ်သူမတို့ရှုပ်သမျှကိုနိုင်ငံလိုက်ရှင်းပေးရသူကတော့ဗပြုံးကူပါဆယ်ကျော်သက်မလေးတန်ကြီးကတော့ကိုကျွန်းကျွေးတဲ့အစားအစာတွေကိုမကြိုက်တာကြောင့်သူမရဲ့အရင်နှီးဆုံးတငယ်ချင်းကိုဆက်သွဲပြီးသူမကြိုက်တဲ့အစားအစာတွေကိုလာပို့ခိုင်းပြီးတိတ်တိတ်လေးခိုးစားပါတယ်။ကလေးကျမ်းမာရွတ်တဲ့ဆေးရုံသွားပြတဲ့ခါမှာလည်းတီးတန့်ပြလို့ရအောင်စီစဉ်ပြီးသွားပြကြပါတယ်။ကိုကျွန်းနဲ့တန်ကြီးတို့အတော်လေးရင်းနှီးလာတော့တန်ကြီးကကိုကျွန်းကိုဇလန်းတွေမရရတော့ဘူးလားလို့မေးလိုက်ပါတယ်။သူမကညင်းလိုက်တာဖြစ်ကြောင်းကြွားပုံနေတော့သူမညင်းခဲ့တဲ့လက်ရှိရိုက်ဖို့ပြင်နေတဲ့ဇလန်းတွေမှာရီစာဟောင်းမင်းသားဂျုံကပါဝင်သရုပ်ဆောင်မဲ့အကြောင်းပါတဲ့ဆောင်းပါးကိုတန်ကြီးကပြလိုက်ပါတယ်။သူမမာနာကိုထိပါသလိုဖြစ်သွားတာမို့ကိုကျွန်းတယောက်တန်ကြီးကိုခေါ်ပြီးကုမ္ပဏီကဇညွန်းဖတ်ပွဲကိုလာခဲ့ပါတော့တယ်။ဇညွန်းဖတ်ပွဲမှာသူမတင်ထားတဲ့ဇက်ကောင်မဟုတ်ပဲလောက်ခွက်သိမ့်မရှိတဲ့ဇက်ကောင်မှာတရုပ်ဆောင်ရမှာမို့ကိုကျွန်းတယောက်အရှက်ရပြီးဇညွန်းဖတ်နေတဲ့အခန်းထဲကနေအသာလေးလစ်ထွက်ခဲ့ရပါတယ်။ဇညွန်းဖတ်ပွဲကပြန်လာပြီးကလေးကအခန်းထဲရောက်နေတဲ့ကိုကျွန်းကိုတန်ကြီးကနှိမ့်သိမ့်အားပေးစကားပြောရင်းမင်းသားကြီးဟုံကိုလက်စားချေဖို့မြှောက်ပေးလိုက်ပါတယ်။လက်စားချေတဲ့အစီအစဉ်အနေနဲ့ကိုကျွန်းမှာကိုဝင်ရှိနေတယ်လို့သတင်းတွင်ပြီးမီဒီယာတွေမှာပါတရားဝင်ဖြေလိုက်ပါတယ်။ကိုကျွန်းရဲ့လုပ်ရကြောင်းဗပြုံးကူရောတထေရောဒုက္ခများရတာကြောင့်ကိုကျွန်းကိုအိမ်ပြေမထွက်ဘဲငြိမ်နေဖို့ပြောလိုက်ပါပြီ။ကိုကျွန်းဟာသူမရဲ့ရီစာဟောင်းကိုလက်စားချေကြရလို့ကျင်းနေပြီးတန်ကြီးကိုလည်းလက်စားချေဖို့အကြံပေးပြီးကူညီခဲ့ပါတယ်။ဒန်ကြီးရီစာပြိုင်ပွဲအတွက်နိုင်ငံခြားထွက်မဲ့နေမှာနှစ်ယောက်သားလေးစိတ်ကိုလိုက်သွားကြပါတယ်။ဒန်ကြီးကရီစာဖြစ်သူရဲ့ပါးကိုရိုက်ခဲ့တယ်လို့ရီစာရဲ့အမေဖြစ်သူထံကိုလည်းရီစာခိုးပေးခဲ့တဲ့လက်စွပ်ကိုပြန်ပေးပြီးသူမတို့ပတ်သက်မှုကိုမတိမတာဖွင့်ချခဲ့တဲ့အပြင်အဖွဲလိုက်ဓာတ်ပုံရိုက်ရမှာလည်းပြုံပြုံကြီးပါဝင်ခဲ့လိုက်ပါသေးတယ်။စိတ်ထဲမကျေနပ်တာတွေဖွင့်ချလိုက်ရတယ်လို့ဖြစ်သွားတာကြောင့်နှစ်ယောက်သားအပြန်ခရီးမှာပျော်ကြီးပျော်လာကြပါတော့တယ်။ကိုကျွန်းနဲ့ဒန်ကြီးတို့ရဲ့ယဉ်ကျေးမှုဟာအတော်လေးခိုင်မြဲလာခဲ့ပါပြီ။ကိုကျွန်းရဲ့ကလေးရှိနေပါတယ်ဆိုတဲ့ကြော်ညာချက်ကြောင့်ကံကောင်းထောက်မှစွာပဲကလေးပစ္စည်းနဲ့ပတ်သက်တဲ့ကြော်ညာတွေအများကြီးကမ်းလှမ်းလာကြပါတယ်။ကုမ္ပဏီအဖွဲ့သားအားလုံးဟာငွေရှာမယ်ဆိုပြီးအလုပ်အားလုံးကိုလက်ခံခဲ့ကြပါတယ်။ဇက်တိုင်းရလာတဲ့အလုပ်တွေကြောင့်ကိုကျွန်းဟာနားရရဲ့လို့သိမ့်မရှိပဲစကက်ဂျူးတွေပြေးလို့လာပါတော့တယ်။အရင်လိုလဲတန်ကြီးကိုအရန်ကြီးကယူမဆိုင်နိုင်တော့ပါဘူး။ဒါအပြင်သူမအကြိုက်ဆုံးသတင်းတိဆက်သူတဲ့လည်းအစင်းစင်းတူတူရိုက်ခွင့်ရလိုက်ပါသေးတယ်။ရီစာဟောင်းဂျီဟွန်ကတော့ကလေးကိုတာဝန်မြူတဲ့အဖေလို့နာမည်ကြီးပြီးရိုက်ဖို့ပြင်ဆင်ထားတဲ့ဒရမာဇလန်းကနေပါထုတ်ခံလိုက်ရပါတယ်။ဒန်ကြီးကတော့အလုပ်တွေနဲ့အဆက်မပြတ်ရှုပ်နေပြီးသူမကိုယူမဆိုင်နိုင်တဲ့ကိုကျွန်းကြောင့်စိတ်မကောင်းဖြစ်နေရှာပါပြီ။သူမရဲ့ကလေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းကိုကျွန်းကအရင်လိုစိတ်မဝင်စားတော့ပါဘူး။ဒီနေ့မှာတော့ကိုကျွန်းရဲ့ကလေးဇလန်းကြောင့်ဒုက္ခရောက်နေတဲ့မင်းသားကြီးအောင်ကကိုကျွန်းစီမှာတနာခံဖို့အတွက်မင်းသမီးအိမ်ရှိရောက်နေခဲ့ပါတယ်။ဒန်ကြီးကလည်းအိမ်မှာတယောက်တည်းနေရတာမွန်းကျက်လာတာကြောင့်တငယ်ချင်းနဲ့အပြင်မှာချင်းပြီးတွေ့ရကပြန်လာတာနဲ့တွေ့သွားကြပါပြီ။ကိုကျွန်းရဲ့ဒူမပါလို့လင်ပြီးအိမ်ထဲမှာခဏဧကန်ထားလိုက်ပါတယ်။ကိုကျွန်းနဲ့ပတ်သက်ပြီးသိချင်တာတွေကိုလှည့်ပတ်မင်းနေရင်ကနေဒန်ကြီးရဲ့ဘိုက်ကိုဂျီဟွန်ကတတိထားမိသွားပါသေးတယ်။အချိန်မီလေးကိုကျွန်းရောက်လာပြီးဂျီဟွန်နဲ့အခြေအတင်စကားပြောကြရင်ဆုံးရှုံးစရာဘာမှမရှိတော့တဲ့ဂျီဟွန်ကဝုန်းတိုင်းထကျဲပါတယ်။ဗပြုံးကူရောက်လာမှဂျီဟွန်လည်းအိမ်ထဲကထွက်သွားပါတယ်။ဒန်ကြီးနဲ့ဂျီဟွန်တွေ့သွားတာနဲ့ပတ်သက်ပြီးကိုကျွန်းတယောက်အသေးအတန်ပောက်ကွဲပြီးဒန်ကြီးကိုစုပူပါတော့တယ်။ကိုကျွန်းကိုမတယောက်လိုချစ်ခင်နေတဲ့ဒန်ကြီးဟာကိုကျွန်းစီကဂယုဆိုင်မှုတွေကိုလိုချင်ခဲ့ပေမဲ့အလိုက်တီးတတ်တဲ့ဗပြုံးကူကပဲဒန်ကြီးကိုဂယုဆိုင်ပေးခဲ့ရပါတယ်။စေကန်းသွားပြတော့လဲဖော်လိုက်ပေးမယ်ဆိုပြီးရောက်မလာပဲဒန်ကြီးတယောက်တည်းပဲပြခဲ့ရပါတယ်။အားငယ်ကြောက်ရွံ့နေတဲ့ဒန်ကြီးတယောက်ဘယ်သူမှသတိမထားမိပဲအချိန်တွေကိုဖျက်ကြော်ရင်တာဖားဆရာဝန်စီမှာကိုဝင်ဖျက်ချလို့ရသေးလားလို့မေးတဲ့အထိအခြေအနေကဖြစ်နေခဲ့ပါပြီ။ကိုကျွန်းတယောက်ကတော့ဖြစ်ပြနေတာတွေကိုတခုမှမရိပ်စားမိပဲသူမှဖြစ်ချင်တာတွေကိုသာလုပ်လို့နေပါတယ်။ဒန်ကြီးတယောက်အခုလိုတွေဖြစ်ပြနေချိန်မှာကိုကျွန်းတယောက်ကတော့အိမ်ရှိမှလှုပ်ထားတဲ့ဒန်ကြီးသဘောကျဆိုရွက်ဖြစ်တဲ့ကိုခဏငှားအောင်မယ်ဆိုဖြုတ်ယူသွားပြီးသူမရဲ့ crash သတင်းတင်ဆက်သူနဲ့ဒိတ်တီသွားလုပ်နေပါတယ်။သူမကအဲ့လိုပျော်ပျော်ကြီးချင်းတွေ့နေချိန်မှာမင်းသားကြီးအောင်ကစေကန်းကပြန်လာတဲ့ဒန်ကြီးကိုအမိဖမ်းလိုက်ပါတော့တယ်။ဒန်ကြီးရဲ့လှုပ်ရှားမှုတွေကိုခိုးရိုက်ထားတဲ့ဗီဒီယိုနဲ့ကိုကျွန်းရဲ့သတင်းတွေကိုဖွင့်ချလိုက်ပါပြီ။ကိုကျွန်းမှာကိုဝင်ရှိမနေပဲဒန်ကြီးကိုအိမ်ခေါ်ထားတဲ့သတင်းတွေကပွက်လောညံကုန်ပါပြီ။ငွေမတ်တဲ့ဒန်ကြီးရဲ့အမားကလည်းကုမ္ပဏီကိုလာပြီးငွေညှစ်သွားပါတော့တယ်။ကိုရီးယားနိုင်ငံရဲ့အမှုပညာလောကကကြောက်စရာကောင်းလာပါတယ်။အောင်မြင်လာရင်လည်းတဟုန်တို့ငွေရှာနိုင်တယ်လို့ကြာဆုံးသွားရင်လည်းစားတော့ရက်တီဖို့ပါခက်ခဲရတဲ့အထိပါပဲ။အခုလဲကိုကျွန်းရဲ့တည်င်းကြောင့်ကြောင်ညာတွေဖြစ်သိမ်းလိုက်ရတဲ့အတွက်စွာချုပ်အရာရော်ရမယ့်ရော်ကြီးတွေကမနှဲလာပါဘူး။အိမ်အပါအဝင်အကုန်ရောင်းပြီးရော်ရမယ့်အထိပါပဲ။ကိစ္စအချို့ကိုဖြည့်ချင်းပြီးတော့ဆိတ်ရှုပ်လာရင်လှုပ်တတ်တဲ့ကိုကျွန်းရဲ့အကျင့်အတိုင်းသူမရဲ့အဖွဲ့သားတွေအားလုံးကိုအိမ်မှာဖဲပြီးထမင်းကျွေးပါတယ်။ထမင်းကျွေးပြီးစိတ်ဆင်းရအောင်ပြောတတ်တာကိုကျွန်းအကျင့်တစ်ခုလိုဖြစ်နေခဲ့တာပါ။ဒီတစ်ခါကိစ္စမှာတော့ဗပြုံးကူရဲ့မျိုးသမီးကတီးမခံတော့ပဲကိုကျွန်းကိုတဲတိုးပဲဝေဖန်လိုက်ပါတယ်။အားလုံးအခြေတင်စကားပြောကြရင်အတကြီးကြတဲ့ကိုကျွန်းစကားတွေကြောင့်အားလုံးထပြန်သွားကြပါတော့တယ်။နောက်ဆုံးတော့အိမ်မှာကိုကျွန်းတယောက်ပဲထီးကျန်စွာကြံခဲ့ရပါတယ်။သူမရဲ့စကားတွေကြောင့်အားလုံးစိတ်ဆိုးပြီးထွက်သွားကြတယ်ဆိုပေမဲ့သူမရဲ့စိတ်ရင်းကိုလည်းတီးကြတဲ့သူတွေမို့တကယ်တမ်းပြပြခါခါလုပ်ဖို့အထိလည်းမလုပ်ရကြပါဘူး။အခုဖြစ်သွားတဲ့ကိစ္စတွေမှာလည်းကိုကျွန်းကဒန်ကြီးကိုတမင်တကာအစီအစဉ်ဆွဲပြီးလုပ်ခဲ့တယ်လို့ဆွဲခဲ့ပေမဲ့ကျန်တဲ့သူတွေကတော့ဒန်ကြီးကတမင်လုပ်တာမဟုတ်နိုင်ဘူးလို့ယူဆကြပါတယ်။ဒန်ကြီးသုံးဖို့ဆိုပြီးခရက်ကတ်ပေးခဲ့တာတောင်ဘာမှမသုံးခဲ့သူမို့ငွေညစ်တာသူမကြံစီမဟုတ်နိုင်ကြောင်းမှန်းဆလို့ရပါတယ်။သူတို့ထင်ထားတဲ့အတိုင်းပါပဲဒန်ကြီးကိုဗန်းပြပြီးငွေညစ်သွားတဲ့ဒန်ကြီးရဲ့အမအရင်ဟာအဲ့ဒီငွေတွေနဲ့သူကြီးစားနဲ့ဩစတြေးလျကိုထွက်သွားခဲ့ပါပြီ။
လက်ထဲမှာဘာမှမကြံခဲ့တဲ့အခြေအနေနဲ့ဒန်ကြီးတယောက်ဒုက္ခများနေခဲ့တာပါနေစရာလည်းမရှိတာကြောင့်ကလေးငယ်ဆောင်းချောက်ရေးကေးရမှာနေရပြီးကလေးမွေးပြီးသွားရင်လည်းကလေးကိုကေးရမှာထားခဲ့ဖို့ဆုံးဖြတ်ထားခဲ့ပါတယ်အိမ်ကိုပါရောင်းပြီးရော်ကျွေးတွေပေးလိုက်ရတဲ့ကိုကျူယွန်းလည်းအိမ်ကနေရွှေ့ပြောင်းပေးဖို့ပစ္စည်းတွေထုတ်ပိုးသိမ်းဆည်းနေရပါပြီပစ္စည်းတွေသိမ်းနေရင်လည်းဒန်ကြီးရဲ့ဗကြီးတချို့နဲ့ဒိုင်ယာရီစာအုပ်လေးကိုတွေ့သွားပြီးကိုကျူယွန်းတယောက်စိတ်မကောင်းကြီးစွာနဲ့သူမရဲ့အမှားတွေကိုသိမြင်လိုက်ရပါတယ်ဒန်ကြီးတယောက်တည်းဖြတ်တန်းခဲ့ရတဲ့အဖြစ်မှန်တွေအထီးကျန်မှုတွေကိုသူမဆိုးစင်းမှမတွေးမိခဲ့တာပါဒီလိုနဲ့ပြည်သူလူထုကိုမီဒီယာတွေကနေတဆင့်တောင်းပန်မှုပြင်ဆင်ထားတဲ့နေမှာကိုကျူယွန်းကဒန်ကြီးကိုပထမဆုံးတောင်းပန်ခြင်းတယ်လို့ဗတ်ဖြုံးကူကိုပြောခဲ့ပါတယ်ကိုကျူယွန်းရဲ့စည်ရင်အမှန်နဲ့ကြိုးချောင်းစီလျော်တဲ့စကားကြောင့်ဗတ်ပြုံးကူကတောင်းပန်တဲ့အစီအစဉ်လုံးမဲ့နေရာကိုမသွားခင်ဒန်ကြီးနေတဲ့ဆောက်ချောက်ရေးကေးရကိုအရင်လိုက်ပို့ပေးလိုက်ပါတယ်သူတို့ရောက်သွားတဲ့အချိန်မှာဒန်ကြီးကဂေဟာမှာရှိမနေခဲ့ပါဘူးဂေဟာကဒန်ကြီးနေတဲ့အခန်းထဲမှာဒန်ကြီးဆွဲထားတဲ့ပကြီးလေးကိုတွေးပြီးကိုကျူယွန်းတယောက်စောက်တည်ရမရဖြစ်သွားချပါပြီဒန်ကြီးဘယ်မှာလဲလို့မေးလိုက်တော့ကျောင်းကနုပညာပြိုင်ပွဲကိုသွားပြိုင်တယ်လို့သိရတော့လိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဗတ်ပြုံးကူကတောင်းပန်တဲ့ပွဲကိုသာမသွားခဲ့ရင်နောင်ရက်ဒီဖို့ခတ်သွားမယ်နော်လို့တတိပေးခဲ့ပေမဲ့ကိုကျူယွန်းကတော့သူမရဲ့ဆုံးဖြတ်ချက်ကိုမပြင်ခဲ့ပါဘူးထုံးစံအတိုင်းအဖွဲ့သားတွေအချင်းချင်းဆက်သွယ်ပြီးပွဲကိုထိန်းထားဖို့ပဲပြောလိုက်ရပါတယ်ဗတ်ပြုံးကူနဲ့ကိုကျူယွန်းတို့နှစ်ယောက်ဒန်ကြီးရှိရာကျောင်းနုပညာပြိုင်ပွဲကိုလိုက်လာခဲ့ကြပါပြီကျောင်းရှိရောက်တော့ပူနေတဲ့ဘိုက်ကလေးကြောင့်အထဲကိုမဝင်ရဲဘူးဖြစ်နေတဲ့ဒန်ကြီးကိုတွေးလိုက်ရပါတယ်ကိုကျူယွန်းကဒန်ကြီးကိုတောင်းပန်စကားပြောပြီးဒန်ကြီးရဲ့အုပ်ထုံးသူအနေနဲ့လက်ဆွဲပြီးအထဲကိုဝင်ခဲ့ကြပါတယ်။ဝင်ခွင့်မပုံနေတဲ့နေရာမှာအဆင်ပြေခဲ့ပေမဲ့ပြိုင်ပွဲတွင်းကိုဝင်မဲ့ချိန်မှာတော့ចောင်းသားမိဘတွေကတားကြပါတော့တယ်။တောင်းတောင်းမှန်မှန်ပြောပေမဲ့အခုလိုကိုဝင်ကြီးနဲ့ဝင်ခွင့်ပေးလိုက်ရင်ကလေးတွေတက်မကောင်းတာတွေတင်တယ်လို့ဖြစ်သွားမယ်ဆိုပြီးအတင်းတားကြပါတယ်။နောက်ဆုံးမှာတော့ကိုကျူယွန်းကဒန်ကြီးရဲ့အိမ်မက်တွေခန်းစားရတာတွေဖျက်ချော်ရတာတွေကိုစိတ်ရမှန်နဲ့မျှဝေရင်ဒန်ကြီးအိမ်မက်တွေကိုမဖျက်ဆီးကြဖို့တောင်းပန်လိုက်ပါတယ်။တိုးတက်နေတဲ့ဤပညာခေတ်ရဲ့ထုံးစံအတိုင်းကိုကျူယွန်းပြုမှုတွေကအင်တာနက်ပေါ်အလင်းအမြန်မဲ့တက်သွားခဲ့ပြီးသတင်းမီဒီယာသမားတွေပါအကြောင်းကိုလိုက်လာခဲ့ကြပါတော့တယ်။ပြိုင်ပွဲဝင်ခွင့်ရသွားတဲ့ဒန်ကြီးကလည်းပြိုင်ပွဲကိုလေးလေးနက်နက်ဝင်ပြိုင်နေတယ်လို့ကိုကျူယွန်းနဲ့ဗတ်ဖြုံးကူတို့ကလည်းအပြင်ကနေစိုးရင်တကြီးနဲ့စောင့်နေကြပါတယ်။ကျောင်းကိုလိုက်လာကြတဲ့မီဒီယာသမားတွေရောက်လာတာမြင်လိုက်တော့အန်အော်တကြီးအကြည့်မိနေတော့မှပြိုင်ပွဲဝင်ပြိုင်နေတဲ့ဒန်ကြီးကရေမွှာပေါက်ပြီးဘိုင်းနာလာခဲ့ပါတယ်။ဒန်ကြီးကိုပွေးပြီးစေယုံကိုလောတကြီးသွားကြရပါပြီ။ဒန်ကြီးကိုကားပေါ်တင်နေရင်ကိုကျူယွန်းရဲ့စည်ရင်အမှန်နဲ့စိတ်ပူနေတဲ့ဗီဒီယိုတွေဟာမီဒီယာကနေတဆင့်ပြန့်နှံ့သွားခဲ့ပါတယ်။ဒီလိုနဲ့ပဲဒန်ကြီးမွေးလိုက်တဲ့ကလေးလေးကလူလောကထဲကိုရောက်လာခဲ့ပါပြီ။ကလေးလေးကိုကျူယွန်းနဲ့ဖွဲ့သားတွေအားလုံးအတူတူပြုစုပြောထောင်ခဲ့ကြပါတယ်။အဲ့နောက်ပိုင်းမှာတော့ကိုကျူယွန်းကလည်းအောင်မြင်တဲ့အမှုပညာရှင်အနေနဲ့မဟုတ်ပေမဲ့အမှုပညာလောကမှာတော့အနေငယ်ရက်တီလို့ရသွားခဲ့ပါတယ်။ဗကြီးပညာကိုအိမ်မက်အနေနဲ့မှတ်ခဲ့တယ်လို့ကြီးကြီးကျယ်ကျယ်တွေပြောခဲ့ပေမဲ့ဒန်ကြီးဟာနှစ်နှဲငယ်တွင်းမှာအိမ်မက်တွေ10မျိုးလောက်ပြောင်းမှတ်ခဲ့ပါတယ်။စိုးတူကောင်းဘက်အဖွဲ့သားတွေကတော့အခက်အခဲကြီးကြီးမားမားနဲ့ကြုံလိုက်ပြီးချိန်မှာပို့ပြီးစီလုံးသွားခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်ကိုကျူယွန်းဟာလည်းလို့ဆုံးရှုံးလိုက်ရတာတွေများသလိုဖြစ်ခဲ့ပေမဲ့သူမကိုမြစ်တာအစင်နဲ့တန်ရုံးစင်ဖြစ်ခဲ့တဲ့သတင်းတင်ဆက်သူကတော့သူမကိုဆွန့်ပစ်မထားခဲ့ပါဘူး။ကိုကျူယွန်းဘဝတွေကိုရဲရဲဝံ့ဝံ့ကြီးဝင်လာဖို့ကြိုးစားနေစေပဲဖြစ်ပါတယ်။ကိုပဲအခြေအနေရောက်ကိုပြစ်မသွားတဲ့မိတ်ဆွေစစ်တွေရှိနေတာဟာမိသားစုဘဝလေးပိုင်ဆိုင်ရတာနဲ့အတူတူပဲလို့နားလည်သဘောပေါက်ခဲ့တဲ့ဇလန်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။